နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒုက္ခသစ္စာကိုဟောကြားတော်မူဖို့ဣဒံခောပါဏဘိက္ခဝေဒုက္ခံအရိယသစ္စာသာတိပိဒုက္ခစရာပိဒုက္ခဗျာတိပိဒုက္ခမရဏပိဒုက္ခံအပိယေဟိတံပယောကောဒုက္ခပိယေဟိဝိပယောကောဒုက္ခယံပိဿာနာလပတိတံပိဒုက္ခံတံခိတေနပြင်စုပါဒာနေခန္ဓာဒုက္ခဣဒံခောပါဏဘိက္ခဝေဒုက္ခံအရိယသစ္စာချစ်သားယဟန်တို့ဤဆင်းရဲခြင်းသဘောဟုဆိုအပ်သောမဖောက်မပြန်မှန်ကန်သောအရိယသစ္စာတရားသည်ရှိ၏သာတိပိဒုက္ခအဖန်ဖန်ပရိသဏိနေရမှုကြီးသည်လည်းဆင်းရဲ၏စရာပိဒုက္ခအဖန်ဖန်အိုရမှုကြီးသည်လည်းဆင်းရဲ၏ဗျာတိပိဒုက္ခအဖန်ဖန်နာရမှုကြီးသည်လည်းဆင်းရဲ၏မရဏပိဒုက္ခအဖန်ဖန်သေရမှုကြီးသည်လည်းဆင်းရဲ၏အပိယေဟိတံပယောကောဒုက္ခမချစ်မနစ်တဲ့အကုန်သောသူတို့နှင့်အတူတကွပေါင်းသင်း၍နေရမှုကြီးသည်လည်းဆင်းရဲ၏ပိယေဟိဝိပယောကောဒုက္ခချစ်နစ်တဲ့အကုန်သောသူတို့နှင့်ကိုယ်ကွင်းခွဲခွာ၍နေရမှုကြီးသည်လည်းဆင်းရဲ၏ယံပိဿာနာလပတိတာပိဒုက္ခံအကျဉ်တောင့်တခြင်းအလိုရှိခြင်းကိုလည်းမရထိုလိုအင်းစန္ဒဖြင့်တောင့်တတိုင်းမရမှုကြီးသည်လည်းဆင်းရဲ၏တံခိတေနပြင်စုပါဒာနေခန္ဓာဒုက္ခအကျဉ်းချုပ်အားဖြင့်ဥပါဒံတရားတို့၏ဆွဲလန်းရာဖြစ်ကုန်သောခန္ဓာ၅ပါးတို့သည်ဆင်းရဲစစ်တို့သာတည်းသမုဒယသစ္စာကိုဟောကြားတော်မူဖို့ဣဒံခောပါဏဘိက္ခဝေဒုက္ခသမုဒယအရိယသစ္စာယာယံတနာပောနောဘဝိကာနန္ဒီယာခသဟကတာတတရာတတရာဘိနန္ဒီနီတေယထိတံကာမတနာဘဝတနာဝိဘဝတနာဣဒံခောပါဏဘိက္ခဝေဒုက္ခသမုဒယအရိယသစ္စာချစ်သားယဟန်တို့ဤဆင်းရဲခြင်းဤအကြောင်းရင်းဖြစ်သောမဖောက်မပြန်မှန်ကန်သောအရိယသစ္စာတရားသည်ရှိ၏ယာယံတနာအကျဉ်သာယာနှစ်သက်မှုကြီးဟုဆိုအပ်သောတဏှာဓာတ်သည်ပောနောဘဝိကာဘဝအသစ်ကိုတဖန်ဖြစ်စေတတ်သောသဘောရှိ၏နန္ဒီယာခသဟကတာနှစ်သက်ခြင်းတတ်မဲ့ခြင်းဖြစ်၍နေ၏တတရာတတရာဘိနန္ဒီနီထိုအာယုန်တို့၌မြူးခုံပြေလွှာကျက်စားသာယာ၍နေ၏တေယ
ယာထိတံဤတနာတိအဖေနီကာမတနာကာမအာယုန်တို့၌ခုံမင်တတ်မဲ့၍နေသောတနာ၎င်းဘဝတနာမြဲသည်ဟုအယူရှိ၍တတ္တဒဒိဋ္ဌိနှင့်ရှင်သောတနာ၎င်းဝိဘဝတနာမမြဲဟုအယူရှိ၍ဩစေရဒိဋ္ဌိနှင့်ရှင်သောတနာ၎င်းဤတနာသဘောသုံးပါးပင်လျင်သည်သာဓုသာဓုသာဓု